မရှိပဲဒီနေရာတွေကိုလာပြမယ်လို့မထင်ထားခဲ့ဘူးမင်းတကယ်ပဲမရှိတော့တာလားကွာဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့လေကျွန်တော်နှစ်ယောက်ကအတူရှိနေပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော် live ကဒီ live ဆိုရင်ကျွန်တော်နှစ်ယောက်ကအမြဲအပတ်တိုင်းလောက်ချောလွတ်နေရပါတော့အကိုဟုတ်မတွေ့ရကြရင်တော့အကိုအရင် live ကမကုန်မလာဘူးတော့ဒီဘဲတော့ဟုတ်တယ်ကျွန်တော်တို့တောက်လျှောက်တွေ live လေးနေဟာအကိုအိမ်ကြီးကမလာလိုက်တာနေမယ်အော်မဆုရေမင်္ဂလာပါgive လေးပေးရတယ်ဟုတ်ကျေးဇူးတင်ပါတယ်အမရဲ့ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ vlog လေးလောက်ချောက်ရိုက်တယ်တပုံလေးလည်းရှိတယ်ပေါ့နော်ဆိုတော့လောလောဆယ်ကဒီ video edit တွေပါကျွန်တော်ပုံလေးအလားပြင်နေပေါ့နော်အဲ့ထဲမှာပြီးတော့မှကျွန်တော်တေးချတာ edit တွေလုပ်မယ် video လေးတခြားလုပ်ပြီးသွားရင်ကျွန်တော် video လေးတင်မယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းစောင့်မျှော်ပေးဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်မင်းကြီးလင်ကလို့ရမှာအော်မင်းဆိုရှယ်ဝါဟိုတွေလေးပဲမင်းတို့ပြူတောင်ခဏကြည့်နေသေးတယ်မင်းတို့ကြည့်ရတာကြည်နူးစရာကောင်းလိုက်တယ်ပေါ့လူတိုင်းလည်းအားကြတယောက်နဲ့တယောက်ကလည်းအရင်ချစ်ကြကင်မရာနဲ့မလို့ပါကွာကင်မရာပြန်มาဆိုရင်အဲ့လိုမဟုတ်ငါနဲ့ငါချစ်သူနဲ့နေအောင်အတူတူရှိနေတာငါပြောနေမယ်လို့မြင်တယ်မင်းမြင်ရတဲ့အရာတွေကလိုက်ဆက်ခွင့်တတ်အနီးကပ်ဆုံးလူမျိုးယောက်ကြားထဲမှာခံစားချက်ဆိုတာအစ်ဆက်သွားလို့ရှိရင်အဲ့လူမျိုးကဘယ်လောက်ပဲအနေနီးဝေးကွာနေတယ်လို့ပဲဆိုတော့ဘာမှဟောကောင်ဘာဦးတယောက်တည်းပဲလိုင်းလာလေဟုတ်လားဒီပါဆိုတော့နောက်ဆုံးတော့ခုနိုင်မင်းဒီနေ့ကြောက်ထဲလားဟိုတကမင်းချစ်သူရောပါခဲ့ရလားမင်းကဘယ်နဲ့အောင်လဲတေးလေကွာငါမင်းတို့နဲ့ကိုအချိန်တိုင်းတူရှိမယ်ထင်တယ်အောင်ငါမျိုးပြောကိုခံစားချက်ဆိုတဲ့အရာအိတ်ဆက်သွားလို့ရှိရင်အဲ့လူเนี่ยဘလောက်ပဲအနေနီးဝေးကွာသွားသလိုပဲဆိုငါတော့ကတော့ဝေးကွာခြင်းအေးချင်းသူကတန်ရောစင်ကိုဒီလိုလွယ်လေးဖြစ်တော့ဖြစ်နေတယ်လို့ပြောတာမင်းမျက်လုံးတွေကိုမြင်ရတယ်အဲ့လိုပါဒါပေမဲ့မင်းမျက်ဝန်းထဲမှာငါ့လိုခံစားချက်မျိုးမရှိဘူးမင်းဘာဖြစ်လဲရပါတယ်မင်းပြင်လည်းကိစ္စမရှိဘူးမင်းဒီလားချစ်ကြတဲ့လူမျိုးမှာဒီရင်တရားဆိုတဲ့တခါတစ်ချက်ချသွားတယ်ဘလောက်ထိယူမြောက်ခံစားလဲဆိုတာသူမရှိတော့တဲ့နောက်ပိုင်းသူနဲ့တူတူကျင်လည်ခဲ့တဲ့ရုံမှာမတော်တဲ့ရှင်သားတာအတိတ်ပဲမရှိတော့ဘူးလို့ငါခံစားရတယ်
အဲ့တော့ပဲချိုးတဲ့ဆောက်သွားနေတာခုချိန်ပြီးမယ်ဆိုပါတော့ကွာမင်းတို့မြင်ရတာသူနဲ့တူတူရှိခဲ့တဲ့ချိန်ဟာပျော်ရွှင်မှုတွေကိုသတိရမိမဖြစ်နိုင်တော့ဆိုတာသိပါတယ်ကွာဒါပေမဲ့ငါဘယ်လို့မှမေ့လို့မရသေးဘူးစုံတယောက်ကိုဆုံးရှုံးထားတယ်မြင်မြင်လုံးနေအနားရတော့ကွာမြင်မြင်ဝင်နေတယ်မှာငါကငါပြန်မြင်နေရတယ်ငါလည်းသူ့ကိုဆုံးရှုံးလိုက်ရပြီလားပိုင်ဆိုင်နေရတော့လားဆိုတာငါကငါမသိကြဘူးဒါပေမဲ့မင်းငါတက်ဖို့ဆိုရတယ်မဟုတ်တော့မတော့ပါနဲ့မတောင်းမမရဲကွာမတောင်းမမရဲကွာမဟုတ်တော့မတော့ပါနဲ့ကိုထောင်နေရမယ်မတောင်းမမရဲကွာမဟုတ်တော့တော့ပါနဲ့မဟုတ်တော့ပါနဲ့ကွာမတောင်းမမရဲဟုတ်တော့တော့ပါနဲ့မမေကိုရမ်းချက်တာလေကွာငါခွင့်မတော့ပါနဲ့ငါရမ်းချက်နေပြီငါရမ်းချက်နေပြီငါဖတ်ထားပြီပါကွာငါဖတ်ထားပြီပါမင်းတို့နေပဲတက်တိုင်းလားဘေးဒီနေအဲ့ဒါလားတင်တယ်surprise ဟုတ်ကြမင်းကအစိတ်ဆုံးနေတော့မှထုံကိုဗာလေဟောအိမ်ထဲတော့ပေးမဝင်တော့ဘူးလားအာယာโอเคဒါမင်းတောင်းမှာပါလေ
မင်းစိတ်ထိခိုက်မဲ့အရာတွေကိုငါစကားနဲ့ရောအပြုမှုနဲ့မလုပ်တော့နော်ပြီးတော့မင်းစိတ်အဆင်မပြေမဲ့အရာတွေအကုန်လုံးလည်းငါလုံးဝမလုပ်တော့ မင်းတဲ့ရောက်နေတာပြန်တော့ ဟမ်တော့ဘာတူလဲမင်းနဲ့သူနဲ့ဘာတွေလဲငါနဲ့ခဏလေးစိတ်အဆင်မပြေသွားတာနဲ့မင်းအဲ့လိုဖောက်ပြန်နေတဲ့လူမျိုးလား ဟုတ်မင်းမနေပြီသူနဲ့ကနေရိုးသားသားတိုင်းမိတ်ဆွေပဲ မင်းခန့်နဲ့ဒီလိုပုံစံနဲ့ထွက်လာတဲ့ဟာရိုးသားသားဟုတ်လားမင်းရောငါချစ်သူကိုဖြတ်ခုတ်ဖို့ကြံစည်နေရလား ဒီချင်းနေမှာရှင်းပြဖို့ဟာဖြစ်ရှင်းရကောင်အောင်မှမရှိဘူးခုချိန်ရှင်းပြလဲမင်းအောင်မှာမဟုတ်ဒါမဲ့တေချာတာတော့အခုမင်းဖြစ်နေလို့လူသားမဟုတ်ဘူးဆိုတာတော့မင်းသိထားပေးပါဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်လည်းမတောင်းပါပါတယ်မင်းအဲ့လိုဒူဆိုးရိုးတက်တဲ့အချင်းတွေကြောင့်မင်းရောငါရော relationship ကို break ဖို့လူသဘောတူပြီးသားလေ ငါအချင်းချင်းကစဉ်းစားပြီးပြီငါဘဝမှာဘလောက်ပဲရေးချွေစရာရှိနေပါစေငါကတော့မင်းကိုအချင်းချင်းရေးချွေမိနေမှာပဲ social media ပေါ်မှာဟန်ပြနေနေပဲမင်းရောငါရောနှစ်ယောက်စလုံးလုံးဝမဖြစ်နိုင်တော့ဘူးဆိုတာသိပြီးသားပဲ မင်းပြောနေတဲ့ social media ရတဲ့ပတ်စံတွေရောငါတို့နှစ်ယောက်ရဲ့အခြေရောအားကြနေတဲ့လူတွေရောငါစိတ်လည်းမဝင်စားဘူးငါသိလည်းမသိချင်ဘူးဒါပေမဲ့ငါသိရတစ်ခုပဲရှိတယ်အဲ့ဒါငါမင်းကိုချစ်မိနေတာပဲဝိုင်းအောင်ပြန်တော့မယ်ထုံးပေါ် ငါမျိုးတောင်းမှပါတယ် တောင်းမှန်စရာမလိုပါဘူးငါကမင်းကိုချစ်နေတာ ငါလည်းနောက်ဆုံးငါအမားတွေမရှိအောင်စူးစမ်းပြီးတော့နေထိုင်ပါမယ် မထင်မှပဲဖြစ်ခဲ့ကြတဲ့အရာတွေပဲမဟုတ်လားငါမှလည်းမကင်းပါဘူးကွာ မင်းစင်ပြအောင်နေနော် social media မှာတကယ်လက်တွေ့မှာငါတို့နှစ်ယောက်တူတူ relationship နေကြမယ်နော်